ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလူမို့လို့မှားကြတာနတ်တွေတရားတွေဆိုတော့မမှားတော့ဘူးမှားပါဆရာကြီးမှန်ပါဗျာဆရာကြီးonline မှာပေါ့ဆရာကြီးတင်ထားတာပေါ့နော်ကျွန်တော်လည်းစိတ်ဝင်စားလို့လူငယ်တွေလည်းစိတ်ဝင်စားတယ်လို့ထင်ပါတယ်ဆရာကြီးဒီစားနဲ့စားအကြောင်းကိုဆရာကြီးရဲ့တီချာလေးရင်ဖွင့်ပြီးတော့ပြောပြမယ် sharing လေးကိုတီးချင်ပါတယ်ဆရာကြီးဟုတ်စားနဲ့စား okay ပြောပြပါမယ်ကျွန်တော်ကိုယ်တိုင်လည်းခဏခဏမှားတယ်လူအဲ့တော့အားလုံးလည်းအဲ့ဒါကိုသဘောတူမယ်ထင်ပါတယ်အမှားတွေလောက်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလူမို့လို့မှားကြတယ်နတ်တွေတရားတွေဆိုတော့မမှားတော့ဘူးထင်တယ်လူတွေဖြစ်တဲ့အတွက်မှားကြတယ်အဲ့အမှားလောက်လိုက်တိုင်းဟာအခြေခံအကြောင်းရဲ့နှစ်ခုကိုသတိထားမယ်တစ်ခုကပေါ့ဆလို့မှားတာတစ်ခုကမတော်တဆမှားတာအဲ့တော့မတော်တဆဆိုတဲ့အမှားကပြန်ပြင်ရတာလွယ်တယ်ဒါပေမဲ့ပိဿာရအများကြီးပဲဒီနေ့ဖြစ်နေတဲ့ accident ဆိုတာတွေကြည်လိုက်ရင်ကားချင်းတိုက်မိတယ်ကားတစ်ပင်ဝင်တိုက်တယ်ကားလူတွေကိုဝင်တိုက်တယ်ဆိုတာတွေကအဲ့ဒါဟာ accident လို့ကျွန်တော်တို့ကပြောကြတယ်မတော်တဆလို့ပြောကြတယ်ဒါပေမဲ့နောက်ွယ်အကြောင်းတရားပါလဲဆိုတော့ every accident has a cause ဥပမာအကြောင်းရင်းခံတွေရှိတယ်အကြောင်းရင်းခံတွေရှိတယ်အဲ့ဒီအကြောင်းရင်းခံတွေကဘာကြောင့်ဒီမတော်တဆမှုဖြစ်သွားတာလဲဆိုပါစို့ကားတစ်စင်းကနောက်ကားတစ်စင်းကိုဝင်တိုက်တယ် brake ပေါက်သွားတယ်အဲ့ဒါအကြောင်းရင်းပဲ brake ဘာကြောင့်ပေါက်တယ်နောက်ဆက်တွဲစဉ်းစားကြည့်ရင်သူ brake ကိုသေချာမစစ်ဆေးထားဘူးလားဘိန်းပေါက်သွားတယ်ဘိန်းဘာကြောင့်ပေါက်တယ်လဲအဲ့စသဖြင့်ဒါတွေကနောက်ဆက်တွဲအကြောင်းခံတွေပါအကြောင်းခံတွေရှိလို့မတော်တဆမှုတွေဖြစ်အဲ့ဒါမတော်တဆပြောလိုက်တာ ਨੇ ဆုံးရှုံးမှုကြီးအကြီးပဲအဲ့ဒါမဲ့နောက်တစ်မျိုးကြတော့ပေါ့ဆကျွန်တော်တို့ကပေါ့ဆတာကိုဘယ်သူမှမကြိုက်ဘူးဟိုကလေးလို့တာပေါ့ဆဆနဲ့ဟိုကောင်လေးပေါ့တီပေါ့ဆနဲ့ဒါမဲ့အဲ့ပေါ့ဆဆကြောင့်ဖြစ်သွားတဲ့အဆုံးရှုံးကလည်းမတက်တာကဲကျွန်တော်တို့မီးလောင်မှုတစ်ခုကိုကြည်ပါစို့မီးပေါ့ဆလို့ဆိုတာပြောလက်ဖေးဆိုင်မှာပကံကြခွဲတာကတော့အဲ့ဒါလည်းပေါ့ဆမှုပဲပေါ့ဆလို့ဖြစ်တာပေါ့ဆလို့ကြသွားတယ်အဲ့တော့ပေါ့ဆမှုနဲ့မတော်တဆမှုနဲ့ဆိုတဲ့နှစ်ခုနောက်ဆုံးကစနဲ့ပဲပြီးသွားတယ်ပေါ့ဆလည်းစလိမ့်မတော်တဆလည်းစလိမ့်အဲ့တော့စလိမ့်နေနဲ့ဆုံးတဲ့ဖြစ်စဉ်တွေအားလုံးဟာသတိထားရမယ်ဟာအဲ့တော့ပေါ့ဆတာကိုလည်းသတိထားပါမပေါ့ဆပါနဲ့ပေါ့ဆတာကိုတော့လက်ကျင့်ရင်းနဲ့ပိုကောင်းလာအောင်လုပ်နိုင်ပေါ့ဆဆမဖြစ်အောင်တင်ပေးပါပေါ့ဆဆမလုပ်အောင်လက်ကျင့်ပေးပါကျွမ်းကျင်သွားတယ်ဆိုရင် तू မြဲသွားမှာပေါ့လက်မမြဲလို့လွတ်ကျသွားတယ်လက်မမြဲလို့ကြီးမမြဲလို့ခလုတ်တိုက်သွားတယ်ဆိုတာတွေမဖြစ်အောင်ချက်တလဲလဲလေ့ကျင့်ပေးရတယ်အဲ့တော့ပေါ့ဆခြင်းကအဲ့ဒါနေရတယ်မတော်တဆမှုကတော့ကျွန်တော်တို့အကြောင်းရင်းကိုရှာနောက်ွယ်အကြောင်းရင်းတွေကိုတတ်နိုင်သမျှရှင်းထားမယ်ဆိုရင်ပြင်ဆင်ထားမယ်ဆိုရင်မတော်တဆမှုလည်းနည်းသွားမှာပါအဲ့ဒါလေးကိုသတိထားစေခြင်းလို့တွေးပြီးရေးလိုက်တာပါဟုတ်အဲ့ဆိုဆရာကြီးမတော်တဆကတော့ကျွန်တော်တို့ကလေ့ကျင့်ကြိုးစားပြီးမှပြန်ပြင်လို့ရတယ်ပြင်ရမှာပေါ့နော်ဆရာကြီးပေါ်စားတဲ့အရာကြတော့ကျွန်တော်တို့ကဘာကြောင့်မို့လို့အဲ့သူက concentration အားနည်းသွားလို့ဖြစ်တာ concentration ပေါ့ why ဘာကြောင့်ဆိုတဲ့အရာတွေပေါ်မှာကျွန်တော်တို့ကစဉ်းစားတွေးဖို့မှာပြင်ပြောင်းလိုက်ရမယ်ဆိုဟုတ်တာပေါ့ပေါ့ဆဆမလုံးမိအောင်ဘာပဲလုပ်လို့ view design လုပ်ဖို့နောက် serious ဘာလို့မဆို serious ထားပြီးလုပ်လို့ရှိရင်ရပါတယ်ကျွန်တော်တို့ကားတွေမှာဆိုလဲသူက computer ထားတဲ့ gap တွေရှိတယ်နောက်ဆုတ်လာတယ်ဆိုရင်ပထမဆုံးအဝါမြင်းတွေးရမယ်အဝါမြင်းပြီးမှအနီမြင်းဒါပေမဲ့အနီမြင်းကိုရောက်သည့်တိုင်အောင်မထိသေးဘူးဟုတ်ကဲ့ပါကြားထဲမှာ gap ရှိသေးတယ်ဆိုတော့အဲ့ဒါအနီမြင်းဆိုရင်တော့ဆက်မကြော်နဲ့တော့ဆက်မသွားနဲ့တော့အနီမြင်းအောင်ရက်တော့ဆိုတာမျိုးပြောထားတယ်အဝါပြီးရင်အနီဆိုတဲ့ဟာအဲ့ဒီမှာလဲသူက deadline တွေရှိတာပေါ့နော်မြင်းသေးတွေရှိတယ်အဲ့မြင်းသေးတွေကိုကြည့်ပြီးတော့ဘယ်လောက်ဆိုရင်တော့မကြော်နဲ့တော့ဒီနားဆိုရင်တော့ရပြီအဲ့ဒါတွေကလည်းတကယ်တော့စဉ်းစားတွေးခေါ်တာနဲ့လေ့ကျင့်တာနဲ့ပါပဲအဓိက practice လုပ်ရင်နဲ့အဲ့ဒီကိုမတော်တဆဖြစ်လေရှိတဲ့ဟာတွေနောက်ကိုပေါ့ဆဆလှုပ်လိုက်မိတဲ့ဟာတွေဘယ်ဟာမှတေးသေးမွားလို့သဘောမထားပါနဲ့အသေးမွားလည်းဒုက္ခရောက်နိုင်တယ်နော်ဒါကြောင့်မလို့အဲ့နှစ်ခုတေးချာဂီယူဆိုင်လုပ်နိုင်ရင်လုပ်ငန်းတွေအောင်မြင်ပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာကျွန်တော်ဆရာကြီးတင်တဲ့စာတွေကိုအများတန်းပုတ်ကိုပြန်ပြီးတော့သုံးသပ်ပါတယ်ကျွန်တော်ဆုံးမနေတာဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တကယ်ကိုအများတန်းကိုယ့်အကိုပြန်သုံးသပ်ပြီးမှလေ့လာသိကျင့်သိယူနေပါတယ်ဆရာကြီးများကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့